အိမ်ထောင်ရေးကံကောင်းစေဖို့အတွက်ဘာတွေလုပ်ရမလဲတဲ့ခေါင်းစဉ်ကဘုံရဲ့အကောင့်ထဲမှာအိမ်တော်ရေးတရားလူတွေဟောတဲ့ခါကြတော့တချို့သောတရားဓမ္မတွေကတပည့်တော်တို့ဟာအိမ်တော်ရေးကံမကောင်းကြပါဘူးလို့လာလျှောက်ကြတယ်။ဒါကြောင့်အိမ်တော်ရေးကံမကောင်းတဲ့သူတွေရောအခုမှအိမ်တော်ရေးကိုမြည်စမ်းကြည့်မဲ့လူငယ်လေးတွေအတွက်ပါအိမ်တော်ရေးကံကောင်းစေမဲ့နီလန်းလေးတွေကိုဟောပေးလိုက်ပါတယ်နော်။မဟောခင်မှာဘုံတစ်ခုလောက်မေးချင်တာကမိမိတို့ဟာအိမ်တော်ရေးကံမကောင်းဘူးလို့ဘာကြောင့်ပြောရတာလဲ။ကိုယ့်ရဲ့အိမ်တော်ရေးကိုတရားရောကဖန်ဆင်းပေးတယ်လို့ထင်နေကြတာလား။ဒါမှမဟုတ်ကိုယ့်ဘာသာလှုပ်ချင်ရလုပ်ပြီးကံကိုပဲပုံချလိုက်တာလားလို့မေးချင်ပါတယ်နော်။ကဲဒါဆိုဟောလိုက်ကြမယ်။အိမ်တော်ရေးမှာကံကောင်းဖို့ဆိုရင်နံပါတ်1 communication တယောက်နဲ့တယောက်စကားတွေနဲ့နှီးနှောဖလှယ်ရမယ်တဲ့ဒီအချက်ကအိမ်တော်ရေးမှာအရေးကြီးဆုံးပဲတယောက်နဲ့တယောက်စိုးတိုင်ပင်ကောင်းတိုင်ပင်ရှိရမယ်အစင်မပြေတာရှိရင်လည်းတေချာဆွေးနွေးတိုင်ပင်ရမယ်တယောက်တည်းကြိတ်ပြီးတော့မခံစားနဲ့တချို့ကကိုတယောက်တည်းရေထဲမှာမြို့သိမ့်လာရတဲ့အခါကျတော့မခံနိုင်ဖြစ်ပြီးနောက်ဆုံးမှကွဲတာကွာတာတွေဖြစ်ကုန်တာပဲတယောက်နဲ့တယောက်ဆွေးနွေးတိုင်ပင်တဲ့နေရာမှာလဲတယောက်အပြစ်တယောက်မတင်ပါနဲ့တချို့ကတိုင်တော့တိုင်ပင်ပါရဲ့အပြစ်ကြီးပြောနေတော့ဘလို့မှအဆင်မပြေနိုင်ဘူးတွေ့တာနဲ့ရန်ကြီးတက်နေရမှာပဲနော်နံပါတ်1 respect တယောက်နဲ့တယောက်လေးစားပါတဲ့ဒီအချက်ကလည်းအရေးကြီးတာပဲအိမ်တော်ကြီးတစ်ခုမှလေးစားမှုဆိုတဲ့အကန့်လေးတစ်ခုထားရမယ်လေးစားမှုတွေပျောက်ဆုံးလာတာနဲ့အချစ်တွေပါပျောက်ဆုံးလာတတ်တယ်တချို့လိန်တွေများတွေကလူရှိသူရှိလဲဆဲအဖေမေရှိလဲဖေတော့မောင်တော့လှုပ်လာကြတယ်ပြီးရင်တယောက်ပြတယောက်ထောက်ပြပြီးတော့လူကြားသူကြားတဲ့နှိမ်မယ်တချို့ဆိုခွေးတွေနွားတွေနဲ့တော့နှိုင်းပြီးတော့နှိမ်တာကိုတွေ့ရတယ်ပြီးရင်တယောက်ရဲ့ခုံကိုတယောက်ကနှိမ်တယ်တချို့လူတွေကကိုယ့်ကိုကြိုက်တာပြောခံနိုင်တယ်ဂုံသိက္ခာကိုထိပါလာရင်မကြိုက်ဘူးတချို့ရှိတယ်လေငါလာမပြောနဲ့နော်နင့်မကောင်းကြောင်းနေရက်ွက်ကလူတွေကြောင်းအော်ပြောလိုက်ရမလားဆိုပြီးလှုပ်တတ်ကြတယ်ဒါမျိုးတွေလုံနေမိရင်လည်းရှောင်ကျင်ရမယ်နှစ်ယောက်စလုံးနော်နံပါတ်3 graduate ကျေးဇူးတင်တတ်တဲ့စိတ်ကိုထားပါတဲ့လျက်မယားရဲ့လို့ဖြစ်လာပြီဆိုရင်တယောက်ကျေးဇူးတယောက်နားလည်ရမယ်တဲ့သိတတ်ရမယ်ငါယူထားတာပဲငါကျေးဇူးတင်စရာမလိုပါဘူးငါကိုယူထားတာပဲငါကဘာလို့ကျေးဇူးတင်ရမှာလဲဆိုပြီးတော့ကျေးဇူးမတင်လို့မရဘူးနော်ကိုယ်လင်သားဇနီးမယားရဲ့တော်ကြောင်းကောင်းကြောင်းတွေကိုရှေ့တင်ကောကြွယ်ရပါချီးမွမ်းရမယ်ဒါမှသာလှုပ်ပေးကင်ပြရတဲ့သူကစိတ်အားတွေတက်ကြွပြီးကိုယ်ကိုလည်းချစ်ခင်လာမယ်အလုပ်တွေလည်းကြိုးစားလာမယ်တချို့ကဒီလိုမဟုတ်ဘူးဘာမှကျေးဇူးတင်စရာမလိုပါဘူးဒီကောင်မှငါယူထားတာပဲငါလှုပ်ကြွေးနေရတာပဲဆိုပြီးတော့မထီမဲ့မြင်လှုပ်တတ်ကြတယ်ဒီအချက်တွေလုံနေပြီဆိုရင်လည်းရှောင်ကျင်ရမယ်နော်နံပါတ်4 faithfulness သစ္စာရှိပါတဲ့ရှင်းတရားတွေမှာလည်းဟောတော့ဟောခဲ့ပါတယ်ဒါပေမဲ့ထပ်ဟောလိုက်အောင်မယ်နော်သစ္စာတရားဆိုတာခိုင်မာအောင်ချီနှောင်ထားတဲ့ကြိုးတစ်ချောင်းဖြစ်ပါတယ်တယောက်နဲ့တယောက်တည်မြဲဖို့ဆိုတာသစ္စာတရားခိုင်မြဲရမယ်ရောတိရောရဲနိုင်ရင်ဂျားလို့ဝင်လာမှာပဲ that person ဝင်လာခြင်းဟာအိမ်တော်ကြီးရဲ့ကံဆိုးခြင်းအစပဲတချို့ဆိုဂျားလို့ဝင်ဖို့လမ်းကြောင်းတွေတောင်ဖောက်ထားတာတွေရှိတယ်တရားမကောင်းရင်တယောက်ပြောင်းမယ်ဆိုတဲ့သဘောပေါ့ဒါသစ္စာမဲ့သူတွေရဲ့အတွေးပဲနော်ဒါကြောင့်အိမ်တော်ကြီးမှာကိုယ်နဲ့လဲစိတ်ချရမယ်စိတ်နဲ့လဲစိတ်ချရမယ်တဲ့ဒါမှသာလင်အိမ်တော်ကြီးတစ်ခုကတည်မြဲတာနော်နံပါတ်5 forgiveness ခွင့်လွတ်ပေးပါတဲ့ဒီအချက်ကလည်းအရေးကြီးတာပဲလူရဲလို့ဖြစ်လာပြီဆိုရင်အမားကင်းတဲ့သူဆိုတာမရှိပါဘူးထိုနည်းတူပဲအိမ်တော်ပြုတ်နေကြတဲ့သူတွေမှာလည်းအမားလွတ်တဲ့သူဆိုတာသိမရှိပါဘူးတခုကောင်းရင်တခုတော့ဆိုးမှာပဲအရက်တောက်တဲ့သူကမိန်းမမရှုပ်ဘူးမိန်းမရှုပ်တဲ့သူကရက်မတောက်ဘူး
ဆေးဆွဲနေအကျက်မတော့ဘူးလောင်းကစားလို့ရင်မိမမရှိဘူးတခုမဟုတ်တခုကတော့အမားရှိတတ်ကြတယ်အကုန်လုံးတော့ကောင်းမှုမလွယ်ဘူးတချို့အမျိုးသမီးတွေဆိုရင်အလုံးသုံးလုံးထိုးတယ်ဒါပေမဲ့အလှပမလုပ်ဘူးအလှပအတွက်အကုန်ကြခံတယ်နှလုံးသုံးလုံးမထိုးဘူးလောင်းကစားမလုပ်ဘူးဆိုရင်တခြားပွေရှုပ်တာတွေလုပ်တယ်ဒါတွေကအိမ်အောင်တွေမှာအဖြစ်များတဲ့အရာတွေပဲဒါတွေကိုဖြစ်တွေးပြီးတော့ခွင့်လွတ်နိုင်တဲ့အရာကိုခွင့်လွတ်ရမယ်တဲ့ကြီးကြီးမားမားဆိုရင်တော့ခွင့်မလွတ်နဲ့ပေါ့နံပါတ်6 responsibility တဲ့ကိုတာဝန်ယူတတ်ပါစေတဲ့အိမ်အောင်ပြုပြီဆိုရင်ကိုယ်နိုင်ရာတာဝန်ကိုထမ်းရမယ်အိမ်လုံးမလားအပြင်ထွက်ပြီးစီးပွားရှာမလားတခုခုတော့လုပ်ရမှာပဲပြီးရင်အပြောဆိုအနေထိုင်တွေပြင်ရမယ်ကိုယ်အိမ်အတွက်တာဝန်ယူမှုအပြည့်ရှိရမယ်အိမ်မှာရှိသမျှတာဝန်တိုင်းဟာနှစ်ဦးစလုံးနဲ့သက်ဆိုင်တယ်ဒါကငါနဲ့ဆိုင်တယ်ဒါကငါနဲ့မဆိုင်ဘူးဆိုပြီးခွဲနေလို့မရဘူးအကုန်လုံးဟာထပ်တူညီမျှတာဝန်ရှိနေရမယ်တချို့မျိုးသားတွေဆိုရင်တာဝန်မဲ့နေတတ်တဲ့သူတွေရှိတယ်ဘာလို့မှမလုပ်မိမလှုပ်ရှားထိုင်စားနေတဲ့ပုံကိုယ်တွေရှိတယ်ဒါဟာတာဝန်မဲ့တာပဲနော်နံပါတ်9 make good karma တဲ့ကောင်းတဲ့ကံလေးတွေကိုလုပ်ပါတဲ့ဒီချက်ကတော့ဘာသာရေးအမြင်ဘက်ရောက်သွားပြီဒီဘာတွေကိုနှစ်ဦးစလုံးယူသိရမယ်ဘုရားသွားကြောင်းတဲ့တူတူလှုပ်ဆောင်ရမယ်ကောင်းတဲ့ကုသိုလ်ကံလေးတွေကိုတူတူလှုပ်ဆောင်ရမယ်တယောက်ကကောင်းတဲ့ຢာလေးတွေပြုလုပ်နေရင်တယောက်ကကူညီပေးရမယ်တချို့ရက်ွက်တွေကအိမ်အောင်ကြနေတဲ့သူကိုကြည့်လိုက်ရင်ဒီလိုသိပ်ပြီးတော့ညီညွတ်တဲ့ပုံကိုယ်တွေကိုမတွေ့ဘူးမိန်းမကကုသိုလ်ကောင်းမှုလုပ်နေယောက်ျားကစိတ်မပါဘူးတရားနာနေယောက်ျားကအပြင်ကိုထွက်သွားတယ်စွန်းလောင်းနေငါနဲ့မဆိုင်ဘူးမိန်းမလောင်းမှာပဲဆိုပြီးတော့အတွေးဝင်နေတဲ့သူတွေရှိတယ်ယောက်ျားကကုသိုလ်လုပ်နေတဲ့တချို့မိန်းမတွေကဆဲဆိုးမရိုင်းနေတဲ့ပုံကိုယ်တွေရှိတယ်ဒီအိမ်အောင်ကြီးကံဆိုးတာကလည်းပြောမနေနဲ့လေသူတို့လုပ်တဲ့လုပ်ရက်တွေကလည်းစိုးနေတာကိုနော်နံပါတ်8တဲ့ kindness တယောက်နဲ့တယောက်မေတ္တာနဲ့နေပါတဲ့ဒီအချက်ကိုအလေးနဲ့စဉ်းစားပါသိအရေးကြီးတယ်လင်ရမယားရဲ့ဖြစ်လာတယ်ဆိုတာဟာတယောက်ကိုတယောက်ချစ်လို့ဖြစ်လာတာပေါ့ချစ်လို့ယူထားတဲ့သူချင်းချင်းမေတ္တာတွေပြန်လည်ထားရမယ်တယောက်ပျက်စီးကြောင်းတယောက်မလုပ်ရဘူးတယောက်မခံနိုင်တဲ့စကားကိုတယောက်ကမပြောရဘူးငါပြောလိုက်တဲ့စကားကသူ့အတွက်နစ်နာသွားစေသလားဆိုတာကိုထည့်တွက်ရမယ်တချို့လင်နေများတွေကစကားပြောဆိုတွေကမေတ္တာတွေခေါင်းပါနေကြတာကိုတွေ့ရတယ်တယောက်နဲ့တယောက်ဆဲပြီးရင်ငါတို့တော့လင်ဆန်၍လင်ခွေးနဲ့ညားတယ်လို့ပြောတတ်ကြတယ်လင်ကလည်းမိန်းမအကောင်းမှလို့ယူမိပါတယ်မိန်းမယုတ်ဖြစ်နေတယ်ဆိုပြီးတယောက်နဲ့တယောက်အပြစ်တွေတင်ကြတော့ထပြီးရန်နေဖြစ်တဏှာတုံးနဲ့ထုပါလေရောကြားရကသားသမီးတွေပါစိတ်ဆင်းရဲကုန်ရမယ်ဒါကြောင့်ဒီချက်တွေလုံးနေမိရင်လည်းပြင်သင့်တယ်နော်နောက်ဆုံးပြောချင်တဲ့စကားတစ်ခုကမိမိတို့ရဲ့အိမ်အောင်ကြီးဟာကံမကောင်းတာကြီးပဲတတ်တော့မဟုတ်ပါဘူးမိမိတို့ကိုယ်တိုင်ကမကောင်းဘူးလို့ထင်နေကြတာကတစ်ချက်ပြီးရင်ကိုယ့်ရဲ့အိမ်အောင်ကြီးကိုတာယာဆူပြအောင်မစွမ်းဆောင်တာတွေကြောင့်အိမ်အောင်ကြီးဟာ၆တွေ့ပြီးတော့ဝေကျွေးလို့ခံစားနေရတာဖြစ်ပါတယ်ဒါကြောင့်တန်တရားကမထွက်နိုင်ကြသေးတဲ့မိမိတို့အနေနဲ့ရလာတဲ့ဘဝတူတူလေးမှာအိမ်အောင်ရေးကိုအကောင်းဆုံးတည်ဆောက်နိုင်ကြပါစေလို့ပြောကြားလိုက်ရပါတယ်နော်